ဝယ်တော်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မကလုပ်ငန်းသုံးမဲ့အဝယ်တော်များအတွက်ကိုကျွန်တော်တို့လမ်းကျယ်ပေါ်ပေါ့နော် YBS သွားတဲ့လမ်းကျယ်ပေါ်စက်မှုစုံများအနီးမှာရှိတဲ့မြေကွက်ကျယ်နေရာကောင်းလေးတစ်ခုနဲ့အယောင်းမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပါရှင်ကျွန်မအခုရောက်ရှိနေတဲ့နေရာကကြတော့ကျွန်တော်တို့ရွှေပြည်သာမြို့နယ်အမှတ်18ရပ်ကွက်ဒါကတော့ဒါဘရင်အောင်မင်းလမ်းမကြီးပေါ့နော်။ဘရင်အောင်မင်းလမ်းမကြီးဖြစ်ပါတယ်ကျွန်တော်တို့ဒီဘရင်အောင်မင်းလမ်းမကြီးကဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါအများသိတဲ့ထိုင်းချောင်းဘရင်မင်းလမ်းဆောင်ကနေပြီးတော့ဆင်းလာတဲ့ဘရင်အောင်မင်းလမ်းမကြီးပဲဖြစ်ပါတယ်ဒါတွဲကားသွားမယ်ဆိုလဲအဆင်ပြေတယ် YBS တွေပါတယ်ဆိုလို့ရှိရင်လည်းဒီလမ်းကနေဖြတ်တယ်ပေါ့နော်အယောင်းမိတ်ဆက်ပေးသွားမှာကြတော့ဒီနောက်ကပေ40 60မြေကွက်လေးပဲဖြစ်ပါတယ်အထက်မှာဆိုလို့ရှိရင်သူကမြေဖို့ပြီးသွားပြီလုပ်ငန်းသုံးကျင်တဲ့အဝယ်တော်တွေအတွက်ကိုဒီမှာရွှေဘူတာစက်မှုစုံအမှတ်2စက်မှုစုံနဲ့နီးတယ်ပေါ့နော်ဆိုတော့ဒီမှာကိုတောင်နေပစ္စည်းစားကိုတောင်စောက်လို့ရမယ်ပြီးလို့ရှိရင်ဒီမှာအသေးစားစက်မှုလက်မှုလုပ်ငန်းသုံးကျင်တဲ့အဝယ်တော်တွေအတွက်ကိုလည်းအဆင်ပြေတဲ့နေရာဖြစ်ပါတယ်တွဲကားသွားလို့ရတယ်လမ်းကျယ်ပေါ်မှာလုပ်ငန်းသုံးကျင်တဲ့အဝယ်တော်များဒီမြေကွက်လေးကိုလာရောက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပေးပါရရှင်။ဒီကဆိုလို့ရှိရင်တော့ကျွန်တော်တို့ရွှေပြည်သာမြို့နယ်အမှတ်18ရပ်ကွက်ဘရင်အောင်မင်းလမ်းမကြီးပေါ်မှာတည်ရှိတာပဲဖြစ်ပါတယ်။အယောင်းတန်ဖိုးလေးကကြတော့7,200,000မှာပိုင်ရှင်ကိုယ်တိုင်ညှိနှိုင်းစေးနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။စာရွက်စာတမ်း260 gram မြေကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်ရှင်။စိတ်ဝင်စားတဲ့အောင်မာရဲ့အဝယ်တော်တွေအချိန်တနားဖုန်းလေးကြိုဆက်ပြီးတော့လာပေးပါရှင်။ကျေးဇူးအများကြီးတင်ပါတယ်တတားပါ။